ကိုဘဝကိုမပြင်ဘူးဆိုလို့ရှိရင်သူ့ဘာသူအလိုလျောက်ကောင်းလာတယ်ဆိုတာမရှိနိုင်ဘူးကိုဘဝကိုထိန်းကျောင်းပြီးတော့ပြုပြင်သွားနိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာအမတန်မှထူးခြားတဲ့အနေအထားမျိုးကိုရရှိသွားတယ်ဂေါရမဘုရားလောင်းဟာမူလကဘုရားလောင်းမဖြစ်ခင်အလွန်ဝေးလံတဲ့အချိန်တုန်းကဒီလိုသူတော်စင်သူတော်မြတ်အနေနဲ့တွေ့ရမှာမဟုတ်ဘူးဘဝမှာဘဝမျိုးစုံကျင်လီခဲ့ထိုကျင်လီခဲ့တဲ့ဘဝတွေထဲမှာကိုထိန်းချောင်းပြုပြင်သွားသည့်အတွက်ကြောင့်နောက်ဆုံးဟာဘုရားဖြစ်သူရောက်ပြီးတော့သွားတယ်ဆိုတာယုံမှားစရာမရှိဘူးပေါ့ဒါကြောင့်မို့ကိုဘဝကိုပြင်တဲ့ပုဂ္ဂိုလ်သာလည်းထူးခြားအောင်မြင်မှုရနိုင်တယ်လို့မြတ်စွာဘုရားကဟောတာမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေထဲမှာဘုရားကဟောကြားထားတဲ့စကားတရားတစ်ပုဒ်ရှိတယ်အတ္တနင်စေပိယံစဉ္ညာရခေယနံသူရခိတံတိဏံမေညတရံယာမံပတိစကေယပဏိတောလောကလူတွေဟာလူတိုင်းကိုချစ်ခင်ကြတယ်ကိုတန်ဖိုးထားကြတယ်ကိုလေးစားကြတယ်မြတ်စွာဘုရားကလည်းအတ္တသမံပေမနတ္ထိမိမိကိုယ်နဲ့အလားတူတဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးကိုဟာအချစ်ဆုံးပဲလို့ဒီလိုဟောထားတဲ့သုတ်တန်တွေရှိတယ်ဒါလူတဘာဝကိုဟောတာကိုလည်းဆန်းစစ်ကြည့်လို့ရှိရင်လောကမှာချစ်ခင်စရာပုဂ္ဂိုလ်တွေမြောင်များစွာရှိတော့လေကိုအချစ်ခင်ဆုံးဆိုတာဓမ္မသိကြတယ်ပေါ့အဲ့တော့ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကိုပြင်ဖို့ဆိုတာအမတန်မှအရေးကြီးတယ်မြတ်စွာဘုရားကတတိပေးထားတာအတ္တနင်စေပိယံစဉ္ညာကိုချစ်ခင်ထိုက်တဲ့ပုဂ္ဂိုလ်လို့ယူဆမယ်သိမြင်မယ်ဆိုလို့ရှိရင်တဲ့ရခေယနံသူရခိတံကိုစောင့်ရှောက်ပါပြုပြင်ပေးပါလို့ထည့်လို့ပြောတာအဲ့တော့ကိုမပြင်လို့ရှိရင်ချစ်ရမရောက်ဖဲနဲ့နှစ်ရရောက်တယ်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့ကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ပြုပြင်ရမယ်တဲ့တိဏံမညတရံယာမံပတိစကေယပဏိတောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာလူရဲ့ဘဝမှာအရွယ်၃မျိုးဆိုတာရှိတယ်ဒါတက်တန်းတရားရှိတဲ့လူသားတွေကို၃ပုံလိုက်တဲ့အခါကျတော့အရွယ်၃ပါးလို့ဒီလိုသတ်မှတ်ထားတယ်အရွယ်၃ပါးဆိုတာပထမအရွယ်ရဲ့ဒုတိယအရွယ်တတိယအရွယ်ပေါ့အဲ့တော့အသက်တရားတန်းဆိုလို့ရှိရင်တော့ပထမအရွယ်ဆိုတာပထမ33နှစ်ပဲဒုတိယ33နှစ်ကိုဒုတိယအရွယ်တတိယ33နှစ်ကိုတတိယအရွယ်လို့ဒီလိုအရွယ်၃ပါးပိုင်းခြားပြီးတော့ခွဲခြားပြီးတော့ကြည့်လို့ရတယ်လူတွေဟာအရွယ်လိုက်ကိုပြုပြင်ကြရတယ်ကိုဘဝကြီးပွားတိုးတက်အောင်လုပ်ကြအဲ့ဒီမှာကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာအရွယ်၃ပါးမှာတစ်ပါးကိုဧကနိဋ္ဌကိုပြုပြင်တဲ့အလုပ်ကိုလုပ်ရမယ်ကဲ၍မလုပ်လို့ရှိရင်လူဘဝဟာပထမအရွယ်ပြီးရင်ဒုတိယအရွယ်ရောက်မယ်ဒုတိယအရွယ်ရောက်ပြီးရင်တတိယအရွယ်ရောက်မယ်တတိယအရွယ်ပြီးလို့ရှိရင်ဘဝတစ်ခုကကုန်ဆုံးမယ်ဒါရေဝင်ရစကားအနေနဲ့ပြောတာလူတိုင်းဟာအရွယ်၃ပါးလုံးပြည့်စုံအောင်နေနိုင်တာမဟုတ်ဘူးပထမအရွယ်သိခြင်းလဲသိမယ်ဒုတိယအရွယ်သိခြင်းလဲသိမယ်တတိယအရွယ်သိခြင်းလဲသိမယ်အဲ့တော့အရေးကြီးဆုံးကလူဘဝရောက်လာလို့အသိဉာဏ်ရှိလာပြီဆိုတာနဲ့တပြိုင်နက်ကိုယ်မှာအကျင့်စရိုက်တွေကိုကိုယ်သိအောင်ကြိုးစားအကျင့်စရိုက်တွေဘယ်လိုအကျင့်စရိုက်တွေရှိသလဲရာဂစရိုက်ရှိသလားရာဂစရိုက်ဆိုဒီမှာကောင်းတာကိုကြိုက်တယ်လူတိုင်းတော့ကောင်းတာကြိုက်ပေမဲ့လို့သူများတွေလွန်ကင်းကင်းလောဘကြီးသလားလွန်ကဲကြီးလောဘကြီးသလားအရာရာမှာတွေ့တာမှုတွေများနေသလားဆိုတဲ့
လောဘဇယိုက်ရှိလို့ရှိရင်ထိုလောဘဇယိုက်ရာဂဇယိုက်ကိုလျှော့ချပေးဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့လျှော့ချပေးတာဟာပြုပြင်ခြင်းတစ်မျိုးပဲဒေါသဇယိုက်ရှိတဲ့ပုဂ္ဂိုလ်ကထိခနဲ့ဆိုရင်စိတ်တူတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီစိတ်တူမှုဆိုတဲ့ဒေါသတွေမိမိတဏ္ဍာမှာရှိသလားကြီးထွားနေသလားဆိုတာအဲ့ဒါကိုကိုယ့်ကိုယ်ဆန်းစစ်ပြီးတော့ဒေါသဇယိုက်ရှိလို့ရှိရင်တဲ့ဒေါသဇယိုက်ကိုလည်းပဲခုဘဝမှာပြင်ရမယ်မပြင်ဘူးလို့ဆိုရှင်ဘယ်ဘဝရောက်ရောက်ဒေါသဇယိုက်ကြီးကမပြောက်ဖဲနဲ့ဖြစ်တတ်တယ်နောက်တစ်ခါမောဟဇယိုက်ဆိုတာမောဟဇယိုက်ဆိုတာဘယ်လိုဖြစ်တာတော့ဆိုရင်အရာရာမှာစဉ်းစားဆင်ခြင်မှုတွေအားနေတယ်လုံးတဲ့နာနဲ့မလုံးတဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလုံးတဲ့နာကိုလုံးတဲ့တယ်လို့ထင်တယ်လုံးတဲ့နာကိုမလုံးတဲ့ဘူးလို့ထင်တယ်မောဟဇယိုက်ရှိတဲ့ပုဂ္ဂိုလ်ကပြောလိုက်ရင်လည်းအမှားနော်ကြံတွေးလိုက်ရင်လည်းအမှားလုံးလိုက်လို့ရှိရင်လည်းအမှားကိုပဲလုံးမိတတ်တယ်အဲ့ဒါလို့မမရင်းရင်းနေလုံးပြီးပြီမောဟတရားရဲ့လွှမ်းမိုးခံရပြီဆိုလို့ရှိရင်အရာရာမှာသိမြင်နိုင်စွမ်းမရှိပဲနဲ့မှားယွင်းတဲ့လောရတွေနဲ့ပဲအမှန်တရားပဲမရောက်ပဲမှားယွင်းတဲ့လောရတွေလုံရင်းနဲ့ဘဝမှာနေမွန်းသွားနိုင်တယ်ဒါကြောင့်မို့လို့ဒီမကောင်းတဲ့ဇယိုက်တွေကိုရှောင်ပြီးတော့ကောင်းတဲ့ဇယိုက်တွေဆောင်းတာဟာကိုယ့်ကိုပြင်တာပဲလို့ဒီလိုဆိုလို့လားဒီကနေ့ခေတ်မှာမြန်မာလူမျိုးတွေမြန်မာနိုင်ငံမှာဘုရားဘာသာဝင်မိသားစုတွေမှာလူလာဖြစ်ကြတယ်အဲ့ဒီလူလာဖြစ်ကြတဲ့အခါမှာမိမိတို့ရဲ့အကျင့်စရိုက်တွေကိုမိမိတို့ကိုယ်တိုင်သိအောင်ကြိုးစားဖို့သိအောင်ကြိုးစားပြီးတဲ့အခါမှာအဲ့သိအောင်ကြိုးစားဖို့လို့ဆိုတဲ့အချိန်မှာဘယ်လိုလုပ်ပြီးတော့သိရတယ်လဲလို့ဆိုရင်အခုလိုတရားဝဲတွေကျင့်ပပြီးတော့တရားနာရတယ်တရားနာလို့ရှိရင်အသိဉာဏ်ရတယ်အသိဉာဏ်ရတဲ့အခါမှာကိုယ့်ရဲ့ဇယိုက်တွေကိုကိုယ့်အကိုအကဲခတ်နိုင်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီဇယိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုသိရှိနားလည်ပြီးဆိုရင်ထိုဇယိုက်ကိုပျောက်ငြိမ်းစေတတ်တဲ့ကမ္မထာတွေလည်းပဲအသီးသီးပေးထားတာရှိတယ်ပေါ့ဆိုလိုတာကတော့ယောဂနဲ့ဆေးတဲအောင်ပေးဆိုတာလို့ယောဂရှိရင်ဆေးရှိတယ်ဆိုတာလို့ဇယိုက်ဆိုးတွေရှိရင်ဇယိုက်ဆိုးတွေကိုပျောက်ကင်းစေနိုင်တဲ့ကျင့်စဉ်တွေရှိနေတာပဲပေါ့အဲ့ဒီကျင့်စဉ်တွေကိုနားလည်အောင်လုပ်ပြီးတော့မိမိတဏ္ဍာမှာဖြစ်တဲ့ဇယိုက်တွေကိုလျှော့ချပေးနိုင်ရမယ်အဲ့ဒါလို့မလျှော့ချနိုင်ဘူးဆိုလို့ရှိရင်ဘဝမှာအယုဆိုးကြည်တဏ္ဍာမျိုးတွေဖြစ်တတ်တယ်ပေါ့တန်တရားလဲရတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာအယုဆိုးကြည်တံဖြစ်သွားတတ်တယ်ဒါကြောင့်မို့လို့ကိုယ့်ဘဝကိုပြင်ရမယ်သူများကပြင်တယ်ဆိုတာကအကြံပေးုံတော့ပဲပြင်လို့ရတယ်ဆုံးမဩဝါဒပေးတယ်အကြံပေးတယ်မိမိကိုယ်တိုင်ကမပြင်သေးတဲ့အကောင်းဘယ်တော့မှမဖြစ်ဘူးမိမိကိုယ်တိုင်ပြင်မှအကောင်းဖြစ်တယ်တဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအတ္တနိစေပိယံစဉ္ညာရက္ခိယနံသူရခိတံကိုအချစ်ဆုံးလို့အတိမပြုတယ်ဆိုရင်ကိုထိမ့်သိမ်းဆောက်ရှောက်ပါတဲ့အဲ့တော့ထိမ့်သိမ်းဆောက်ရှောက်ပါဆိုတဲ့အထဲမှာလောကလူတွေဆောက်ရှောက်တဲ့နည်းကတော့ဘာလဲလို့ဆိုရင်အေးတဲ့ရာသီမှာမအေးရအောင်ပူတဲ့ရာသီမှာမပူရအောင်နော်ကိုထိမ့်သိမ်းဆောက်ရှောက်ကြတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ကြတယ်အဲ့ဒီလိုထိမ့်သိမ်းဆောက်ရှောက်မှုမျိုးဟာရိုးရာထိမ့်သိမ်းဆောက်ရှောက်မှုလို့ခေါ်တယ်မြတ်စွာဘုရားဆိုလိုတဲ့ထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာအဲ့ဒါမျိုးပြောတာမဟုတ်ဘူးတတိတရားလက်ကင်ထားပြီးတော့မှမရွေးရွေးနေမလုံးမိအောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့တဲ့လောကမှာလူဆိုတာလောဘတွေဒေါသတွေမောဟတွေလွှမ်းမိုးလာတဲ့အခါမှာအမှားအယွင်းတွေပြုလုပ်မိတတ်တယ်အမှားအယွင်းတွေပြုလုပ်မိသည့်အတွက်ကြောင့်ကံမကောင်းအကြောင်းမလှတဲ့ဘဝမျိုးတွေကိုရောက်ရှိပြီးတော့သွားကြရတယ်ဒါတွေကအမတန်ထင်ရှားတဲ့တာရကတွေပဲအဲ့တော့အဲ့လိုမျိုးတွေမဖြစ်အောင်ပေါ့ကိုယ့်ကိုစောင့်ရှောက်ရမယ်ကိုယ့်ကိုစောင့်ရှောက်ဆိုတဲ့နေရာမှာအဓိကကိုယ့်ကိုစောင့်ရှောက်တယ်ဆိုတာကိုယ်စိတ်ကိုထိမ့်သိမ်းစောင့်ရှောက်တာကိုပြောတာကိုယ်စိတ်ကိုပြုပြင်ရမယ်ထိမ့်သိမ်းစောင့်ရှောက်ကဲဒါဖြင့်ကိုယ်စိတ်ကိုဘယ်လိုပြင်မလဲလို့ဆိုလို့ရှိရင်အာယုန်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ဖြစ်ပုံချင်းရအောင်လေ့လာ
မျက်စိမြင်တဲ့အမြင်အာယုံပေါ်မှာဘာဖြစ်တယ်လဲလို့ဆိုရင်မြင်တဲ့အာယုံပေါ်မှာကောင်းတာမြင်ရလို့ရှိရင်လောဘဖြစ်လာတယ်မကောင်းတာမြင်ရတဲ့အခါမှာဒေါသဖြစ်လာဒီနှစ်ခုကတော့အလွန်ထင်ထင်ရှားရှားဖြစ်တတ်တယ်မျက်စိကမြင်ပြီးကောင်းတဲ့အာယုံပေါ်မှာလောဘဖြစ်ပြီးတော့မကောင်းတဲ့အာယုံကောင်းမကောင်းဆိုတာကိုကြိုက်မကြိုက်ပေါ်မှာမူတည်တယ်ပေါ့ကိုကြိုက်တဲ့အာယုံပေါ်မှာဆိုလောဘဖြစ်တယ်ကိုမကြိုက်တဲ့အာယုံဆိုရင်ဒေါသဖြစ်တယ်ကိုစောင့်ရှောက်တယ်ဆိုတာအဲ့ဒီကြိုက်မကြိုက်အာယုန်တွေပေါ်မှာလောဘမလာဖို့ဒေါသမလာဖို့ထိမ့်သိမ်းဆောက်ရှောက်တာဟုတ်ဒါကိုထိမ့်သိမ်းဆောက်ရှောက်တယ်လို့ပြောတာအဲ့ဒါကိုဗာနဲ့ထိမ့်သိမ်းဆောက်ရှောက်ရလဲဆိုရင်ကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတဲ့လောဘဒေါသဖြစ်လာတာကိုသိရမယ်သိတယ်ဆိုတော့တတိနဲ့ပညာဒီနှစ်ခုကိုသုံးချပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ဒါကိုမြတ်စွာဘုရားကတတိတံပစင်ညတရားလက်ကင်ထားလို့တတိနဲ့တံပစင်ညဆိုပြီးတော့ဒီတရားနှစ်ခုကိုဟောကြားထားတာရှိတယ်မဟာသတိပဋ္ဌာန်သုံးပါဆိုလို့ရှိရင်လေတတိကောင်းအောင်လေးလာတဲ့ဤစဉ္ဉဏ်ကောင်းအောင်လေးလာတဲ့ဤစနစ်တွေကိုမြတ်စွာဘုရားကပေးထားတယ်ကိုယ့်ကိုအရာကသိမ်းမှအမှတ်တမဲ့မနေပဲနဲ့ဘာလို့တတိနဲ့နေထအောင်လို့မြတ်စွာဘုရားလေ့ကျင့်ဖို့ရဆုံးမဩဝါဒပေးထားတယ်အဲ့ဒီနည်းတွေနဲ့လေ့ကျင့်မှသာလဲကိုယ်တဏ္ဍမှာဘာဖြစ်လာတဲ့အနေအထားတွေကိုရယူပေးတဲ့တတိရဲ့ဆင်ញင်စဉ်းစားနိုင်တဲ့အသိဉာဏ်ရဲ့အဲ့ဒီနှစ်ခုရှိပြီးတော့မကောင်းတဲ့အကုသိုလ်တွေမဖြစ်အောင်ကောင်းတာတွေဖြစ်လာအောင်ဒီလိုထိမ့်သိမ်းဆောက်ရှောက်တာကိုကိုယ်ဆောက်ရှောက်တယ်လို့ဒီလိုပြောတာတခြားနည်းနဲ့ဆောင်းလျှောက်တာကိုဆိုလိုတာမဟုတ်ဘူးဒါကြောင့်မို့ကိုယ့်ကိုယ်ဆောင်းလျှောက်တတ်ဖို့အမတန်မှအရေးကြီးတယ်မဆောင်းလျှောက်ရင်ကိုယ့်ကိုယ်မဆောင်းလျှောက်တတ်ဘူးဆိုရင်မျက်စိနဲ့အမြင်အာယုံပေါ်မှာလောဘဖြစ်တယ်အဲ့ဒီလောဘကိုမထိန်လိုက်ဘူးဆိုရင်လောဘကနောက်ဆုံးမှာအပင်ငရဲကြစေနိုင်လောက်အောင်ကြီးထွားသွားနိုင်တယ်ဒေါသဖြစ်တယ်ဒေါသကိုမထိန်သိမ်းဘူးမဆောင်းလျှောက်ဘူးဆိုရင်ဒီမလျှော့ချနိုင်ဘူးဆိုရင်အပင်ငယ်ကိုကြားစေလောက်အောင်ချီထွားပြီးတော့သွားရတယ်တဲ့ဒါကြောင့်မို့လို့အမြင်အာယုန်နဲ့ပတ်သက်ပြီးတော့လည်းပဲလောဘဒေါသမဖြစ်အောင်အကြားအာယုန်နဲ့ပတ်သက်ပြီးတော့လည်းလောဘဒေါသမဖြစ်အောင်အနတ်အာယုန်အရသာအာယုန်အထိတွေ့အာယုန်စိတ်ထဲကကြံတွေးတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့လည်းလောဘဒေါသမဖြစ်အောင်စောင့်ရှောက်တာကိုယ့်ကိုစောင့်ရှောက်တယ်လို့ပြောတာအဲ့လိုကိုယ်ဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာအရေးကြီးတာကတော့တတိနဲ့တံပစင်ညာလို့တတိရဲ့ပညာရဲ့ဒီနှစ်ခုကအရေးပါသို့တော့အဲ့ဒီနှစ်ခုအလုံးလုံးအောင်တွန်းအားပေးဖို့ဆိုတဲ့ဝိရိယမပါပဲလည်းမရအလုံးကြားဖို့ကြတယ်သမ္မပဋ္ဌာန်တရား၄ပါးလို့ဆိုတာအလုံးကြားဖို့ထားကြတယ်သမ္မပဋ္ဌာန်တရား၄ပါးဆိုတာဘာလဲလို့ဆိုရင်ကိုယ်တဏ္ဍမှာအကုသိုလ်မဖြစ်ရအောင်စောင့်စည်းတာဆုတ်ပိတ်တာနံပါတ်1ကကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်မလာအောင်ဆုတ်ပိတ်ပြီးတော့ထားရမယ်မတော်တဆဖြစ်လာလို့ရှိရင်ထိုအကုသိုလ်တရားကိုကြာလက်ခံမထားဘဲနဲ့ဖယ်ရှားပြတ်နိုင်အောင်ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ခုဘယ်သူရဲ့အကူအညီနဲ့ကြိုးစားရမလဲဆိုရင်တတိနဲ့တံပစင်ညတတိကအမှတ်ထားသဖြင့်ဖြစ်ပေါ်လာတဲ့သဘာဝတရားဖြစ်လာပြီဆိုတာသိရတယ်ဆင်ញဉာဏ်ကနေပြီးတော့ဘယ်လိုဆောက်ရှောက်ရမလဲဆိုတဲ့ဆောက်ရှောက်ရမယ်နီလန်ဆင်ញသုံးသပ်ရမယ်နီလန်တွေကိုပညာသိလာအဲ့ဒါလို့သိလာအောင်ဝိရိယအနေကြိုးစားပြီးတော့ပေးတယ်လို့ဒီလိုဆိုလိုတာပေါ့